ဒီနေ့ခေတ်မှာညဘတ်အိတ်မပြောဘူးဆိုတဲ့ပြဿနာကတော်တော်များများကြုံနေရပါတယ်အတွေးတွေများလုံးတာဖုံးအလင်းရောင်လေးကြောင့်လားတညာလုံးအိယာထဲလူးလိနေရတဲ့သူတွေအများကြီးပါဒါပေမဲ့စိတ်ပူစရာမလိုပါဘူးအိတ်ပျော်ဘူးဆိုတာပြလဲထိန်းချုပ်လို့ရတဲ့အလေးအကျင့်တစ်ခုပါဒီဗီဒီယိုလေးမှာတဘာဝအတိုင်းနှစ်ကြိုက်စွာအိတ်ပျော်စေဖို့ဒီညကစပြီးလက်တွေ့လုံနိုင်မဲ့စိတ်ပန်နီးချက်ပြီးဆရာဝန်တွေကမှထောက်ခံထားတဲ့နီလန်ရှစ်ချက်ကိုမျှဝေပေးထွားမှာမို့အတူတူလေ့လာကြည့်အောင်ပါနံပါတ်1အိတ်ချိန်စရာပုံမှန်ထားရှိပါကျွန်တော်ရဲ့ခန္ဓာကိုယ်မှာသူ့လိုအလုတ်လုံနေတဲ့ဇီဝနာယီဆိုတာရှိပါတယ်ဒီနာရီကိုကျွန်တော်တို့ကပုံမှန်အိတ်ချိန်နဲ့နိုးချိန်တတ်မှတ်ပေးခြင်းဖြင့်လေ့ကျင့်ပေးလိုက်တာပါအိယာဝင်ကတနာရီအလိုမှာဖုန်း TV ကွန်ပျူတာတွေနဲ့ခွဲခွာလိုက်ပါနံပါတ်2စိတ်ကိုအနာပေးပါတနေ့တာရဲ့ဖြီးစည်းမှုတွေကိုအိယာတဲ့အထိမတည့်ပါနဲ့အိယာဝင်ကမိနစ်30အချိန်ယူပြီးစိတ်ကိုအေးအေးဆေးဆေးတည်ငြိမ်အောင်လုပ်ပါစာဖတ်တာတရားထိုင်တာတချင်းအေးလေးနားထောင်တာတို့မဟုတ်အသက်ကို4-8ပုံစံနဲ့ပြင်းပြင်းရှူချင်းစာတာတွေလုပ်ပေးနိုင်ပါတယ်နံပါတ်3အိပ်ဆက်ဖို့အကောင်းဆုံးပတ်ဝန်းကျင်ကိုဖန်တီးပါအခန်းကိုအတိုင်းအတာတစ်ခုအထိမှောင်အောင်ထားပါအပူချိန်ကိုအေးမြပြီးတက်တောင့်တတာရှိအောင်ထားပါနောက်ပြီးတင်နဲ့တင်တော့တဲ့ခေါင်းဦးနဲ့မွေးလာကိုအသုံးပြုပါဒီအချက်ကတင်းရဲ့အိပ်ဆက်မှုအရေးအသွေးအတွက်ကြီးမားတဲ့ကွာခြားချက်ကိုဖြစ်စေနိုင်ပါတယ်နံပါတ်4ကဖိန်းနဲ့အရက်ကိုတတိထားပါအိတ်ချိန်မတိုင်ခင်အနည်းဆုံး6နာရီအလိုမှာကော်ဖီလက်ဖက်ရည်အားဖြည့်အချူရည်တွေရှောင်ပါအရက်တောက်ပြီးအိတ်တာကရေရှည်မှာအိတ်ရည်အည်ထွေးကိုပုံမကျဆင်းစေနိုင်ပါတယ်နံပါတ်5ညစာကိုပေါ့ပေါ့ပပစားပါအချိန်မှန်စားပါအိယာဝင်ခင်2နာရီကနေ3နာရီအတွင်းနောက်ဆုံးအစာကိုစားပါအစားအသောက်ကြီးကြီးမားမားအစီများတဲ့အစာတွေကိုညနေနောက်ပိုင်းမှာရှောင်ပါဒါမှသာတင့်အစာကြီးစနစ်ကအနားရပြီးတင့်ကိုအိပ်ပျော်ဖို့ပုံမလွယ်ကူစေမှာပါနံပါတ်6ကိုလက်လှူရှားမှုပုံမှန်လုပ်ပါနေ့ကင်ဘက်တွင်ပုံမှန်ကိုလက်လှူရှားမှုလုပ်ခြင်းကညဘက်ကောင်းကောင်းအိပ်ပျော်စေဖို့အကူအညီပေးပါတယ်ဒါပေမဲ့အိတ်ချိန်နဲ့နီးကပ်လာခင်မှာအနည်းဆုံး2နာရီ3နာရီအလိုမှာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုရှောင်ပါနံပါတ်9အိယာကိုအိတ်ဆက်ဖို့အတွက်ပဲအသုံးပြုပါအိယာဆိုတာအိတ်ဖို့ပဲဆိုတာကိုမှတ်သားထားအောင်ဦးနောက်ကိုလေ့ကျင့်ပေးရပါမယ်အိယာပေါ်မှာအလုပ်လုပ်တာဖုန်းသုံးတာ TV ကြည့်တာတွေမလုပ်ပါနဲ့ဒီလိုလုပ်ခြင်းအပြင်အိယာဝင်းထွားနဲ့ဦးနောက်ကအခုအိတ်ချင်မယ်ဆိုပြီးအားထုတ်လို့မြောက်ပြောင်းလဲသွားပါလိမ့်မယ်နံပါတ်10မနေ့ခင်းတွင်နေအောင်ကြည့်ခံယူပါမနေ့အိယာနိုးချင်း15မိနစ်ကနေမိနစ်20လောက်တဘာဝနေအောင်ကြီးကိုထိတွေ့ပေးပါဒီအလေးအချင်းလေးကတင့်ဇီဝနာရီကိုပြန်လဲချိန်ကြီးပေးပြီးညဘက်အိတ်ချိန်တိုင်းအိပ်ပျော်ကိုပုံမိုးလွယ်ကူစေပါတယ်ကဲဒီနီလန်းလေးတွေကိုဒီညကစပြီးကခုချင်းဖြည်းဖြည်းချင်းထဲ့သွင်းကျင့်သုံးသွားပါမကြခင်ပါပဲတင့်ရဲ့အိပ်ဆက်မှုအရေးအသွေးတိုးတက်လာတာကိုသတိထားမိလာပါလိမ့်မယ်အိပ်ရဝါဝါအိတ်တာကတင့်ကျမ်းမာရေးအတွက်အရေးကြီးဆုံးဆေးတလာပါပဲဒီဗီဒီယိုလေးကအကျိုးရှိမယ်ထင်ရင် like လုပ်ပေးပါတင့်ရဲ့တငယ်ချင်းတွေကိုလည်း share ပေးပါနောက်လာမယ့်ဗီဒီယိုတွေအတွက် channel ကို subscribe လုပ်ထားဖို့လည်းမမေ့ထားနဲ့နော်တာယာပျော်ရွှင်တဲ့ညလေးဖြစ်ပြီးနှင်းနှင်းကြိုက်ကြိုက်အိပ်ပျော်ကြပါစေ